ဒီထူးဆန်းတဲ့ကမ္ဘာမှာတော့လူတွေရဲ့အသုံးဆောင်ပစ္စည်းတွေကအံ့ဩစွာနေပဲလူတွေကိုယ်တိုင်ပဲဖြစ်နေခဲ့ပါတယ်။ခြေတုပ်ခုံကားနဲ့မီးပွိုင်းတွေကအစာလူတွေပဲအစာထုတ်လုပ်ကိုင်နေကြရတာပါ။ဒီမျိုးသားကမနက်ခင်းတစ်ခုမှနိုင်တန်နဲ့အိယာကနိုးလာခဲ့ပါတယ်။သူကအခန်းထဲကမီးအိမ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီမီးအိမ်ကလည်းလူတစ်ယောက်ပဲဖြစ်နေခဲ့ပါတယ်။ရင်ချိုးခန်းထဲဝင်ပြီးတန်ရှင်းလုပ်တဲ့အခါမှာလည်းအဲ့ဒီမှန်ကလူကိုယ်တိုင်ဖြစ်နေတာပါပဲ။ဒါတွေမကဒီပဲမနက်စာစားတဲ့စပွဲနဲ့ထိုင်ကုန်တွေကအစာလူသားတွေကိုပဲအသုံးပြုထားတာဖြစ်ပါတယ်။မနက်စာစားပြီးရတဲ့တပြိုင်နက်သူကအလုပ်သွားဖို့အတွက်အင်ကြီးကိုယူလိုက်ပါတယ်။ပြီးတော့တကားဝါကအမျိုးသမီးရဲ့ပါဇက်ထဲကအိမ်တော့ကိုလည်းယူလိုက်ပါတယ်။တက်စီတွေဟာကားရီမဟုတ်ပဲလူကပဲထမ်းဖို့ပြေးသွားရတာဖြစ်တယ်လို့လမ်းမပေါ်ကမီးပွိုင်းတွေဟာလည်းသူတို့ဝတ်ထားတဲ့အင်ကြီးအယောင်ကိုပဲပြပြီးရင်ကျော်ထိန်ပေးရတဲ့လူသားတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့သူကလူကိုယ်တိုင်ထမ်းဖို့ပေးရတဲ့ရင်ကိုအသုံးပြုပြီးကုမ္ပဏီကိုသွားခဲ့ပါတယ်။ကုမ္ပဏီကမျက်နှာအတီးပြုခြင်းစနစ်ကလည်းလူတန်ကြီးလေးယောက်ကကြီးစုစစ်ဆေးရတာဖြစ်ပြီးဓာတ်လိကားဟာလည်းတစ်ဖက်ကလူရဲ့ခန္ဓာကိုယ်လေးစင်းကိုသုံးပြီးတက်ရတာဖြစ်ပါတယ်။ပစ္စည်းသိမ်းတဲ့ဗီဒီယိုထဲမှာတော့အမျိုးသမီးတဦးကတနေကုန်မတက်ရက်ပြီးအလုံးလုံးနေခဲ့ရပါတယ်။ဒီလိုနဲ့သူဟာလည်းတမန်တန်လုံးလူသားကိရိယာတွေကိုသုံးဆွဲလာခဲ့ရပေမဲ့သူကိုယ်တိုင်ရုံးခန်းရောက်တဲ့အခါမှာတော့အလုံးလုံးရတော့မှာဖြစ်ပါတယ်။သူရဲ့အလုပ်ကတော့တခြားသူတွေထက်ရာထူးကြီးပါတယ်။သူကိုယ်တိုင်ရုံးခန်းထဲရောက်တဲ့အခါမှာတော့သူရဲ့အလုပ်ကကျမ်းမြေပေါ်မှာမှောက်အိပ်ပြီးသူရဲ့အထက်လူကြီးအတွက်ခြေသုံးခုံတစ်ခုလိုမျိုးလှုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ပြီးတော့ပါပြီ။